အခုက135တောက်မယ်တစ်ခွက်တစ်ဖလားပဲအများကြီးမထည့်ဘူးဒါဒီကျတော့မယ်ဒီမှာလိုပဲတစ်ခွက်တစ်ဖလားပဲအဓိကဘာလို့ဆိုတော့အပြင်သွားကလေးတစ်ခွက်လောက်တောက်ပြီးတော့လက်လက်စစလေးဖြစ်ရှင်လို့ပေါ့ဟာခဏလေးအပြင်သွားမှာဆိုတော့သိရမလားလက်လက်စစလေးပေါ့နော်135ကိုဒီကုန်းနေနဲ့ဆက်မယ်ပေါ့ဒီအချိန်မှာတော့ဒါကတော့ budget ကကျွန်တော်တို့ကြိုက်တယ်ဘာလို့ကြိုက်လဲဆိုတော့ပတ်စံမရှိတဲ့အချိန်မှာတော်တော်ကြိုက်ရတယ်ပါတယ်ပတ်စံရှိတော့ကောင်းတော့ဝယ်တော့ဟုတ်မလားပတ်စံမရှိတဲ့အချိန်မှာတော့ဒီမှာပြီးရထုတ်တဲ့မှာပဲဈေးနှုန်းတန်တာလေးနဲ့ quality ကောင်းတာအောင်ရှာတောက်ပြတယ်ဒါပဲအဓိကပြောတဲ့ message ကအဲ့ဒါပဲပတ်စံမရှိလဲ quality ကောင်းတာအောင် local ထုတ်လေးထဲမှာရှာတောက်လို့ရတယ်ဆိုအကြောင်းပြောချင်တာအဲ့တော့135ကိုကင်ပြီးခုတော့ဒီကုန်းနေလေးနဲ့ပေါ့နော်ဒီကုန်းနဲ့135စတဲ့တော်တော်ချိုရဲပါတယ်ရတာတမြိုင်ကြီးလာတော့နည်းနည်းတော့အချင်းတက်ပါပဲဒါပေမဲ့အချိုကတော့ပေါ်တယ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုလဲဆိုတော့တစ်ချက်ခွက်ရိုက်မယ်တစ်ချက်ခွက်ပိုင်းရတော့ပပအဲ့လိုကျော်အဆက်နဲ့ကောက်ပြီးလိုက်တယ်အဲ့တော့ဒီကောင်ချိုရဲဒီကောင်ဆက်တဲ့ဒီကောင်စားလို့ဆက်လေ135တောက်ပြစ်လေ135ပုံမူးလေအဲ့တော့ရှိတယ်အဲ့တော့135တောက်ပြစ်တယ်အဲ့ကောပါစ35%မပါတယ်ပေါ့သူကမြန်မာလူဆက်ဆန်ရဲလို့ပြောရတဲ့ဆာမိုရှိအဲ့တော့ကျွန်တော်ကဆန်ရဲဆိုရရဲဆိုဝီစကီလို့သတ်မှတ်လို့ရပါဝီစကီလို့သတ်မှတ်လို့ရကျွန်တော်ကဒီကောင်းအခုနောက်ပိုင်းဘာလုပ်လဲဆိုတော့စားကန်ဒီစိမ်ပြီး infuse လုပ်ကြည့်မယ်တော့ခွားဒီစိမ်ပြီး infuse လုပ်ကြည့်မယ် infuse ဆိုတာပဲကျွန်တော်ဘယ်လိုပြောရဆိုတော့ဒီအရက်ကိုပေါ့ကျွန်တော် permanent တစ်ခုတည်းကိုအချိန်ကာလတစ်ခုပေါ့နေရာကြီးတဲ့အထိကံမရဘူး AB 6ပြည့်နေရာမှာထည့်ထားရတာပေါ့လေးလုံးပိတ်ထားရတယ်အဲ့တော့ကျွန်တော်ဥပ္ပကို35ပလင်းကိုဖာကန်ပလင်းအဲ့လိုတည်းထည့်မယ်စားကန်ဒီစိမ်ပြီးတော့ပေါ့တလားလောက်ထားပြီးတော့နေမထိပဲထားပြီးတော့တောက်ကြည့်မယ်နောက်ဗီဒီယိုမှာအဲ့လိုမျိုးလေးဖန်တီးကြည့်မယ်အဲ့တော့ဒါကတော့အခုစိန်နာတာကိုကိုယ့်ကိုရိုက်ထားပါမယ်အကယ်လို့နောက်တစ်လားနေတင်ပြတဲ့ခါကျလို့ရှိရင်အဲ့စိန်နာတာကိုနှစ်ခုပေါင်းပြီးပြန်တင်ပေးမယ်လက်ရှိတော့အပြင်သွားကနေလေးတစ်ခွက်တစ်လားချလိုက်ပါအောင်မယ်အဓိကဒါပေမဲ့လည်းတော့ဘာလို့မတော့ရလဲ local ထဲမှာ quality ကောင်းပြီးတော့ဈေးတန်တာ135ရှိပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အပြင်သွားလိုက်ပါအောင်မယ် sorry နဲ့ချိန်တာလို့တက်တာပါ